ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လူလောကမှာယောဂကပ်ပေးတေဘေးကအငတ်ဘေးကစတဲ့ကပ်ဘေးအန္တရာယ်ကြီးတွေကြားရောက်လာရတဲ့တကယ်အကြောင်းရင်းကဘာကြောင့်လဲဗုဒ္ဓဘာသာတရားတော်အတိုင်းလဲလာကြည့်မယ်ဆိုရင်လူသားတွေရဲ့လောဘဒေါသမောဟအာကုတုတရားတွေလွန်ကဲများပြားလာတဲ့အခါမှာတဘာဝတရားကြီးကရက်တက်သွားအောင်ပညာပေးလိုက်တာပဲဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့တွေးတိုးစရာစင်စရာတွေနဲ့ပြီးနှက်နေပြီးကျေးဇူးတော်ရှင်ပါမောက္ခချုပ်စရာတော်ဒေါက်တာနန္ဒမာလပိဝန္တမိတ်တော်မူခဲ့တဲ့ကပ်ဘေးကိုအကောင်းဆုံးကာကွယ်နိုင်မဲ့နီလန်၃ပါးဖြစ်ပြီးတော့လူအများဆုံးအထင်လွှဲမှားနေကြတဲ့လွှဲချုံမှု၃ချက်အကြောင်းကိုစနစ်တကျပြန်လည်မျှဝေပူဇော်ပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးကပ်ဘေးကာကွယ်နည်းကတော့၅ပါးဒီလာမေးခြင်းပဲဖြစ်ပါတယ်၅ပါးဒီလာကိုလုံခြုံအောင်စောင့်ထိန်ခြင်းရဲ့အကျိုးကျေးဇူးအစိမ့်အဝါဟာဘယ်လောက်တောင်မှကြီးမားတယ်လဲဆိုရင်ခက်ပေါ်ကသိပ္ပံကိရိယာတွေနဲ့တိုင်းတာလို့တက်နိုင်တဲ့အရာမဟုတ်ပါဘူးကမ္ဘာလောကကြီးတဲ့ဟာတတဝါတို့ရဲ့တီလာနဲ့ကံတရားအတိုင်းဖြစ်တည်နေတာဖြစ်ပါတယ်မြတ်စွာဘုရားရှင်မပွင့်သေးမီတဒနာပကာလအချိန်မျိုးမှာတောင်းလူသားတွေ၅ပါးဒီလာလုံခြုံကြရင်ရာတီဥတုစောင့်ချက်ကြတဲ့ဝဏဟာကနတ်ကောင်းနှမြတ်တွေကလူတွေကိုစောင့်ရှောက်ပေးကြပါတယ်အဲ့ဒီလိုမမြင်ရတဲ့နတ်ကောင်းနှမြတ်တွေကရှောက်တဲ့အခါရာတီဥတုမှန်ကန်ပြီးတော့ဒိုင်းသူပြည်သားတွေတီးနှံစိုက်ပျိုးခြင်းလောက်ကင်စားတော့ခြင်းတွေမှာအဆင်ပြေကြလို့အငတ်ပဲမတွေ့ကြုံကြရပါဘူးဒါပေမဲ့လူသားတွေတီလာပစ္စည်းလာပြီဆိုရင်တော့နတ်တွေကသူတို့သွားမဲ့လမ်းအတိုင်းမသွားကြတော့ဘဲနဲ့လမ်းလွဲပြီးသွားကြပါတယ်အဲ့ဒီအခါမှာရာတီဥတုတွေဖောက်ပြန်လာပြီးတော့စိုက်ပျိုးရေးလောက်ကင်ရတာတွေကခက်ခဲကုန်ကြတာပေါ့ဒီနေရာမှာလူတွေရဲ့ပထမဆုံးလွဲချော်မှုအထင်လွဲမှားမှုရှိနေပါတယ်လူတချို့ကအရာရာဟာဖန်ဆင်းစဉ်ကဖန်ဆီးလို့ဖြစ်လာတာလို့ယူဆကြတာပထမဆုံးလွဲချော်မှုပါပဲတကယ်တော့ကဘာကြီးရဲ့အပြောင်းလဲဟာလူသားတွေရဲ့တီလစောက်ထိန်မှုနဲ့ကံတရားအပေါ်မှာပဲတိုက်ရိုက်မူတည်နေတာဖြစ်ပါတယ်ဒုတိယနီလန်းကတော့အတန်းကစားသုံးမှုနေခြင်းပဲဖြစ်ပါတယ်ဒီအချက်ကတော့ဒီနေ့ခေတ်မှာလူတော်တော်များများကချက်ချင်းလက်ခံနိုင်ဖို့ခက်ခဲလိမ့်မယ်လို့ဆရာတော်ကြီးတွေကတော့ထောက်ပြထားပါတယ်အများစုကယောဂဘူးဆိုတာခန္ဓာကိုယ်အားကောင်းမှခံနိုင်တာအသားငါမစားရင်ကိုယ်ခံအားနေသွားမယ်လို့ပဲယူဆထားကြပါတယ်ဒါဟာဒုတိယမြောက်လွဲချော်မှုအယူမှားမှုပဲဖြစ်ပါတယ်တကယ်တော့ကိုယ်စောင့်နဲ့တာသနာစောင့်နဲ့မိမိရဲ့ပဋ္ဌာန်းဆက်ရှိတဲ့နတ်ကောင်းနှမြတ်တွေကကပ်ဘေးအန္တရာယ်ကြီးတွေကြားရောက်တော့မယ်ဆိုရင်မိမိတို့ကိုအိမ်မက်ပေးပြီးတော့ဖြစ်စေနမိတ်ပြပြီးတော့ဖြစ်စေကြိုတင်ပြီးတော့သတိပေးတတ်ကြပါတယ်ဒါပေမဲ့အတန်းငါစားသုံးသူတွေရဲ့ခန္ဓာကိုယ်ဟာမမြင်ရတဲ့နက်ပင်မာများအတွက်တော့အလွန်အနက်အသက်ပြင်းထန်ပြီးတော့မကောင်းတာကြောင့်နတ်ကောင်းနှမြတ်တွေကအနာကိုမကတ်နိုင်ကြပါဘူးနမိတ်ပြဖို့နဲ့အိမ်မက်ပေးဖို့လည်းလုံးဝမလွယ်ကူတော့ပါဘူးအတန်းငါကိုရှော့စားခြင်းရဲ့အဓိကအကျိုးကျေးဇူးကတော့တရိษံတွေအပေါ်မှာမေတ္တာတဲ့ပုံမူတက်ရောက်စေုံတင်မဟုတ်ပါဘူးအခြားတတဝါတွေရဲ့အာကုတုကံကြောင့်ဖြစ်ပေါ်လာတဲ့ကပ်ဘေးအန္တရာယ်တွေထဲမှာကျွန်တော်တို့ရောပါမသွားအောင်ကုဆောင်းနှက်တွေကအနားမှာကပ်ပြီးတော့ကျူတင်တတိပေးပြီးတော့စောင့်ရှောက်ကြတာဖြစ်ပါတယ်ဒါကြောင့်အတန်းငါလျှော့စားခြင်းဟာမမြင်ရတဲ့ချောင်းချောင်းမှုကိုရရှိစေပြီးကပ်ဘေးကိုလျှော့ပါစေပါတယ်တတိယနီလန်ကတော့ပရိတ်တွေရွတ်ဖက်တဲ့အချိန်မှာနေရာကျခြင်းပဲဖြစ်ပါတယ်ကပ်ဘေးကြားရောက်တဲ့အချိန်မျိုးမှာယောဂတွေကြောင့်ပဲဖြစ်ပါစေအခြားအကြောင်းကြောင့်ပဲဖြစ်ပါစေလူတွေတည်သွားတဲ့အချိန်ညအခါမှာဘလိုပိတ်တာအမနုဿတွေရောက်ရှိလာပြီးတေတူတွေကိုလူယူစားတော့ကြပါတယ်ဒါတင်မကားပဲနဲ့အမနုဿတွေဟာလူလောကထဲမှာလူတွေကိုမူးဝေအောင်လုပ်ခြင်းပိုးကတ်ခြင်းနဲ့အနိဋ္ဌအယုံမကောင်းတဲ့အရာတွေဖြစ်အောင်ကြိုးစားကြပါတယ်ဒါတွေကိုပဂရိမျက်စိနဲ့မမြင်နိုင်ကြတော့လူတွေကမယုံကြပါဘူးဖျားရှင်ရဲ့တရားတော်များဖြစ်တဲ့ပရိတ်တရားများကိုကျွန်တော်တို့ကစနစ်တကျရွတ်ပူဇော်တဲ့အခါမှာဖျားရှင်ဖြစ်စီပေးခဲ့တဲ့ပါရမီတော်အစဉ်အဝါကြောင့်စัจ java လာတိုက်တောင်းအထိဩဇာအာဏာတက်ရောက်ပြီးတော့အဲ့ဒီမနုဿဘီလိုပိတ်တာများဟာကြောက်လန့်ပြီးတော့ထွက်ပြေးကြမှာဖြစ်ပါတယ်ပရိတ်အစွမ်းထပ်ဖို့အတွက်အချက်၃ချက်နဲ့ညီရပါမယ်အတန်ထွက်ပြီးမှန်ကန်ရပါမယ်တရားတော်အပေါ်အပြည့်အဝယုံကြည်မှုရှိရပါမယ်ပင်စနန္ဒရိယကံကဲ့သို့ကံကြီးထိုက်သူမဖြစ်စေရပါဘူးဒါကြောင့်လဲလေဒီဆရာတော်ကြီးကပရိရွတ်ဖတ်ပုံနေရာကျရမယ်လို့မိန့်တော်မူခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဗုဒ္ဓဘာသာအများစုမှာတော့ဒီတဘောတရားတွေကိုသိကြပေမဲ့မယုံကြည်ကြတာဟာတာတိယမြောက်ရဲ့လွဲချုံမှုပါပဲ
မိဘပြည်သူဓမ္မမိတ်ဆွေတို့ခင်ဗျာယနေ့ကဘာပေါ်မှာလက်စီကြပါအပင်မထွက်ကြပါနဲ့မတ်စတက်ကြပါဆိုတဲ့မျက်မမြင်သဘောကာကွယ်မှုတွေကိုတကဘာလုံးအထူးဂရုစိုက်ဆောင်ရွက်နေကြတာကိုတွေ့ရပါတယ်အဲ့ဒီလိုမျက်မမြင်သဘောနဲ့ကာကွယ်မှုတွေပြုလုပ်ကြတယ်လို့ပဲမမြင်နိုင်တဲ့သဘောတရားများဖြစ်တဲ့ငါးပါးဒီလာကိုလုံအောင်စောက်ထိန်တာအသားငါးစားသောမှုတွေကိုတန်းနိုင်သမျှရှော့ချတာမဟာပရိတ်တရားတော်များကိုစနစ်တကျရွတ်ဖက်ပူဇော်တာဆိုတဲ့ဒီအချက်တွေနဲ့လည်းပူးတွဲပြီးတော့ကာကွယ်ကြမယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်သူပြည်သားအပေါင်းဟာကပ်ဘေးအန္တရာယ်ကြီးတွေကနေပိုပြီးတော့လွတ်မြောက်နိုင်ကြမှာဖြစ်ပါတယ်ဒီသဘောတရားအမှန်တွေဟာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ကပ်ဘေးကနေလွတ်မြောက်နိုင်မဲ့အလိုမဲ့ထူးခြားစမ်းကြယ်တဲ့အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုတာကိုဘယ်တော့မှမမေ့လျော့ကြဖို့တိုက်တွန်းပါရစေယခုလိုတရားတော်တွေကိုအစအဆုံးစိတ်စီလက်စီနဲ့နားဆင်ပေးတဲ့ဓမ္မမိတ်ဆွေအပေါင်းကပ်ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပြီးကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ